မာချက်တက်တော့တန်းဆက်ဖို့အတွက်ပမာချက်ချက်သားမို့လို့နည်းနည်းထည့်မယ်စားထည့်မယ်စနစ်မို့လေးနည်းနည်းထည့်လိုက်မယ်ဒါဒီတိုင်းနေပြီးတော့နှက်ထားပါဒါပေမဲ့ကျွန်တော်ငပိကိုတစ်ခါလေးထည့်လိုက်မယ်နော်ငပိကိုပိငပိပါဘာတဲမှမပါပါဘူးခါလေးနေပြီးနှက်လိုက်လက်ကတော့ပြောင်းစေးထားပါတယ်နော်မပြောင်းမှုထင်တယ်ဆိုလို့ရှိရင်တော့ငယ်လေးပေါ့ဗျာရှားတီတူတူကပြောင်းလဲလေးတွေဖြစ်လာဆိုတော့ဒါလေးဆက်ဆက်ပူပူလေးလေးစားမှအဆင်ပြေပါနေရာလည်းတိတ်မကောင်းချင်ဒါကြောင့်မှဒါလှက်ထားလိုက်ပြီဗျာကျက်တော့ဆန်းရှက်ဖို့အတွက်ကစပလင်းချင်းကျက်သွန်ပြူကျက်သွန်နေကိုစီမွေးတက်မယ်အမှန်ရခိုင်အကျတော့စီမွေးမတက်ဘူးဗျာဒီတိုင်းရေလုံးပြုံးနေရှက်တာကျွန်တော်ကတော့စီမွေးတက်ပြီးရှက်တယ်ဒီကောင်ကတော့ငရုတ်သီးကိုထုထားတာပေါ့နော်ဒါကတော့ပင်စင်ကြီးရွယ်ဒါကတော့အာပူရွက်ကျွန်တော်အာပူရွက်ပါတော့ကြောင့်ငရုတ်သီးစိမ်းလေးကိုနည်းနည်းပဲထည့်တယ်ဒါကကျွန်တော်တံမြာသီးပြီးတော့ဒါကမယမ်းပြားမချိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒါကမကြီးသီးမှဲ့ကိုသုံးထားတာပါပြီးတော့ကျွန်တော်ကအပူရွက်ကိုဒီမြုပ်ကောင်အထောင်းစီရောပါတဲ့အတွက်ကြောင့်မလို့မြုပ်တီကိုပါလေးပဲထည့်ထားတာပါရပ်ပူသွားမှကြောက်တယ်နော်စီကိုနည်းနည်းလေးပဲထည့်ထားတာပါနော်စီပူလာပြီနည်းနည်းလေးစနစ်မုံနည်းနည်းလေးပြီးရတယ်ခုနကတီးထားတဲ့ရင်းတစ်ခွက်ကြီးစီးတက်မယ်ဒီကနည်းနည်းလေးပဲထည့်ရမှာဆိုအများကြီးထည့်ရအောင်ရှောင်းလေးမို့နည်းနည်းလေးထည့်မယ်ချက်နေနဲ့မီးပြတ်သွားတဲ့အတွက်ကြောင့်မလို့ဒီလားအစီအတက်ထားတယ်ချက်သားတယ်ဓမ္မချက်နော်ဓမ္မချက်ကပို့ပြီးစားကောင်းလာတာလာပြီဆိုတော့ညှို့ကောင်းထည့်မယ်ညှို့တီထည့်မယ်မကြီးသီးမဲ့ရေထည့်ပါမယ်မကြီးသီးမဲ့ရေထည့်ပါမယ်ချင်းလေးစားချင်တော့ပို့ထည့်ပေါ့နော်ငမြရေနည်းနည်းလေးပေါက်ပါမယ်နော်အနံ့လေးမွေးအောင်လို့ပြီးရင်ကြက်သားမုတ်ထည့်ပါမယ်5မိနစ်လောက်တည်ပြီးတော့ရတာကောင်းမွန်နဲ့ဟင်းတစ်ခွက်လေးရပါပြီကြက်သားကလည်း40သားကောင်းဆိုတော့နည်းနည်းလေးတေးတော့လေအရင်မချဘူးချကန်ဒီမှာပင်စိမ်းလေးအုံမယ်ပြီးရင်တံမြာသီးလေးထည့်ပါမယ်နော်โอเคသူနဲ့လိုက်ဖက်တာကငပိထောင်းနဲ့ရမ်းလိုက်ဖက်ပါတယ်ခုတော့ရမ်းကိုစားခြင်းစပွဲကောင်းနဲ့ကြက်တောက်ဆန်းလေးတစ်ခွက်ရသွားပါပြီခင်ဗျာကြက်တောက်ဆန်းနဲ့လိုက်ဖက်တာကငပိထောင်းလေးပါငပိထောင်းကြတော့မပုတ်တို့ဒီဆောင်တို့ကကြဘယ်လိုလဲဆိုတော့ကြက်သွန်ပြူရဲ့ငရုတ်တီလှော်ထောင်းတဲ့ဟာနဲ့ငပိနဲ့ထောင်းထားတာကျွန်တော်ကအဲ့လိုမကြိုက်ဘူးကြက်သွန်နီကိုလည်းဖုတ်ကြက်သွန်ဖြူကိုလည်းဖုတ်ကလော်သီးကိုလည်းဖုတ်ငပိကိုလည်းဖုတ်အဲ့လိုထောင်းတာကိုပိုကြိုက်တယ်ဒါထောင်းပြီးတော့တံမြာသီးလေးစမ်းစီလေးစမ်းထားပါတယ်လိုက်ဖက်ဆောင်ကသူတို့2မျိုးပါခင်ဗျာမင်္ဂလာပါကြရပြီ
chất tàu xanh cho nó chỉ chạy để đi hình chạy rồi chỉ trên lên đi bột chặt lại đấy chất tàu xanh đi và đã ra rồi nó bị đau đi và đã rồi xin đi chân đi bộ tàu bà đấy xin đi chân bà đấy chạy sao mau nha nhẹ nhàng thế là nhẹ lưỡi nhàng thế chất tàu dài sẽ mà ga lưu lên này rồi là con này dạ ăn con cái con mà bây giờ rồi bố lấy phải bị con làm này nèယူလိုက်ကြလိုက်ပါဗျာယူထဲဖို့ပကံအများနဲ့မေ့တယ်ဗျာကျွန်တော်ကတော့
ကောင်းကောင်းအဲ့မင်းဖြစ်တယ်လေမင်းဖြစ်တော့မသိဘူး ပြီးတော့လည်းဆက်ဟင်းရလည်းဆက်တော်ပွက်နေဒီလိုရဒီလိုဟင်းတစ်ခွက်လေးချက်ပြီးတော့ညားရတဲ့ကုန်စံရှိပါချက်ပြီးတော့မိသားစုတို့ဖြစ်ဖြစ်ပိတ်ဆွေးပေါင်းတဲ့နဲ့ဖြစ်ဖြစ်ဝိုင်းဖွဲ့ပြီးစားချင်ချက်ဟိုစားကောင်းနေတော့